Hello ဒီနေ့တော့ IS ဖြေတဲ့အကြောင်းလေးပြောရအောင်အရင်ဆုံးပေါ့နော်ကိုက IS ကိုနှစ်ခါဖြေဘူးတယ်ဒီ2019မှာတော့တစ်ခေါက်2024ဒီဇင်ဘာမှာတစ်ခေါက်ဖြေဘူးတယ်နှစ်ခုလုံးကိုတော့ academic text ဖြေတာပေါ့နော်IS ကတော့2မျိုးရှိရဲ့ general နဲ့ academic ဆိုပြီးနှစ်ခုရှိပါတယ် general training ကကြတော့ဒီ skill migrant ဖြေတယ်ပေါ့နော်ဒီကိုကကြတော့အကြောင်းသွားတက်ဖို့ဆန္ဒရှိရဲ့ရည်ရွယ်ထားရဆိုလို့ရှိရင်ကြတော့ academic training ကိုဖြေလို့ရပါတယ်IS က 4 skill ဖြေရတယ်ပေါ့နော် listening reading writing and speaking လေးခုကိုဖြေရတာပါအရင်ဆုံးကို IS ဖြေဖို့စိတ်ကူးပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ English level ကိုအရင်စစ်တင်နေပေါ့နော်ဘယ်လိုမျိုးစစ်ရမလဲဆိုရင်တချို့ IS တင်တန်းတွေကတော့သူတို့စပြီးတော့တင်တန်းမအပ်ခင်မှာအဲ့လိုမျိုးလေးစစ်ပြီးရပေါ့နော်တကယ်လို့ကိုကအဲ့လိုမျိုးမသွားချင်ဘူးဆိုလို့ရှိရင်လည်းဒီ British Council website မှာလည်းကိုဝင်ပြီးတော့ test လေးဖြေကြည့်လို့ရတယ်ပေါ့နော် English level ဘယ်လောက်ရှိလဲဆိုတော့အဲ့မှာစစ်ကြည့်လို့ရပါတယ်ကိုဒီလိုမျိုး English level ကိုစစ်လိုက်တယ်ဆိုလို့ရှိရင်ကိုဒီရဲ့ IS ကိုပြင်ဆင်တဲ့တခြားမှာပေါ့နော်အများကြီးထောက်ကူပြုရဲကိုကဘယ် level မှာရှိနေလဲဆိုတာသိရဲ့အခါမှသာလေရင်ဒီ IS ကိုပေါ့နော်ကိုလိုချင်တဲ့ score ရဖို့ဘယ်လောက်အထိအချိန်ယူပြီးပြင်ဆင်ရမလဲဘယ်နေရာတွေမှာကိုကလိုအပ်ချက်ရှိနေလဲအားနည်းနေလဲဆိုတာသိမှာဘယ် skill တွေကိုပို့ပြီးပြင်ဆင်သင့်လဲဆိုတာသိမှာဖြစ်ပါတယ် English level ကိုစစ်ပြီးသိပြီးဆိုလို့ရှိရင်နောက်တစ်ခုကကိုကဘယ် skill မှာအားတာလဲဆိုတာကိုသိအောင်လုပ်ပါကိုအားတာတဲ့ skill ပေါ်မှာမူတည်ပြီးတော့ပေါ့နော်အမှတ်များယူလို့ရတယ်တချို့ကကြတော့ IS ဖြေဖို့အတွက်ကိုမှအချိန်အရင် limit ဖြစ်နေဆိုလို့ရှိရင်ကိုအားနေတဲ့ဟာကိုပဲအရင်ဖိပြီးကြိုးစားတာထက်စားလို့ရှိရင်ဒီ overall score မီဖို့အတွက်ကိုအားတာတဲ့အပိုင်းကိုနည်းနည်းအားထည့်ပြီးတော့လုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ band score ကိုရနိုင်တယ်ပေါ့နော်တကယ်လို့ကိုကအချိန်ယူပြီးတော့ပြင်ဆင်နိုင်တယ်ဆိုလို့ရှိရင်တော့ဒီ 4 scale လုံးကိုမျှတနဲ့ကိုလိုချင်တဲ့လောက် score ရအောင်လို့ကြိုးစားတာတော့အကောင်းဆုံးပဲပေါ့နော်ဆော့ပြောတဲ့နီလန်ကြတော့ကိုကအချိန်သိမ့်မကျန်တော့ဘူးဆိုလို့ရှိရင်ဒီအကြောင်းတွေအလုပ်တွေကတောင်းတဲ့ overall score ကိုလည်းမိအောင်ဆိုလို့ရှိရင်တော့ဒီဟာလေးကိုယ့်ရဲ့အားသာချက်ကိုဦးစားပေးပြီးတော့အားထည့်ပြီးကြိုးစားလို့ရတယ်ပေါ့နော်ဒီလိုကကြတော့နှစ်ခေါက်ဖြေတဲ့အတွင်းမှာပေါ့နော် writing ပဲသင်တန်းတက်တယ်ပေါ့နော်ဒီ2019ကတော့ဖြေတဲ့အချိန်မှာဆက်စားချင်းကို IS နဲ့မရင်းနှီးတဲ့အတွက်ကြောင့်မလို့ IS 4 skill ကိုသင်တန်းခဏတက်သေးရဲ့အဲ့ environment လေးမှာတက်တယ်ပေါ့နော်ဒါပေမဲ့ကိုကလည်းသင်တန်းသွားတက်ရပြင်းတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာ submit ဖြစ်တော့ဘူးပေါ့နော်ကိုကပဲ self study လုပ်ပြီးဖြေခဲ့တယ်2019ကတော့ overall score 7ရပါတယ်ဒီ2024ဒီဇင်ဘာမှာကတော့ကိုကစဉ်းစားရပေါ့နော်ငါ IS ပြန်ဖြေတော့မယ်လို့စဉ်းစားတိုက်တဲ့အချိန်မှာကိုမှာက writing အားနေတယ်ဆိုတော့ကိုကသိတဲ့အခါတော့ writing skill တခုတော့ငါသင်တန်းတက်မယ်ဆိုပြီးတော့သင်တန်းအပ်လိုက်တယ်သင်တန်းတက်တာကတော့ UPass English က teacher UPass စီမှာတက်လိုက်တယ်ပေါ့နော်သူကတော့ online class ပဲကိုကအလုပ်လုပ်နေရဆိုတော့ညပိုင်းတက်တယ်ပေါ့နော်ဒီရော ISP ဖို့ register လုပ်လိုက်တယ်ပေါ့နော်ဆိုတော့လေဒီနေရာမှာအရေးကြီးတာက target date လေးကိုတတ်မှတ်ရှိစေခြင်းနဲ့ပေါ့နော်ဥပမာကိုကအခုသင်တန်းချတက်တယ်နောက်6လနေရင်တော့ငါဖြေလို့ရတော့ပြီလို့ယုံကြည်ရဆိုလို့ရှိရင်အရင်ဆုံး exam fees သွင်းလိုက် exam fees သွင်းလိုက်ရင်ပတ်စံဆုံးမှာကြောက်တော့အနည်းဆုံးကိုစားလုပ်ဖြစ်သွားမယ်ပေါ့နော်writing ကိုတော့ teacher ယူပါစီမှာတက်တာအဆင်ပြေခဲ့တယ် teacher စီမှာတက်လိုက်တော့ဒီ essay question type တွေကိုကိုယ်ပြသိသွားရပေါ့နော်ဒီတစ်ခေါက်ဖြေတဲ့အခါမှာတော့သင်တန်းတက်ပြီးဖြေတာတော့ 6.5 ရတယ်ပေါ့နော်ဒါတော့မှကိုက scale လေးခုထဲမှာဆိုရင် writing ကိုတော်တော်လေးပြင်းတယ်မရေးချင်ဘူးပေါ့နော်2019ဖြေတော့ဆိုလို့ရှိရင် writing ကို10ပုတ်လား15ပုတ်လားပဲရေးတယ်မရေးတဲ့လောက်ပဲပေါ့နော်ဒီ2024မှာဖြေတော့ကြတော့ဒီချက်စီမှာသင်တန်းတက်တဲ့ခါကျတော့သင်တန်းအင်စာပြီးတော့မဖြစ်မနေရေးရတယ်ပေါ့နော်ရေးတဲ့ခါကျတော့ကိုကတွန်းပြီးရေးရောနည်းလေးပို့ပြီးတက်လာတယ်ဒါတော့ဒီတက်ပို့ပြီးများလေ့ကျင့်နေဆိုလို့ရှိရင်တော့အမှတ်ပိုကောင်းမှာပေါ့နော်ဒါရေးရတာပြင်းနေဆိုလို့ရှိရင်တော့အနည်းဆုံးသူများရေးရများဖတ်ပေါ့နော်သူများရေးထားတဲ့ sample essay တွေကိုရှာဖတ်ပြီးလို့ရှိရင်ကိုတော့ကြတော့သူတို့သုံးတဲ့ vocab တွေကို notes လုပ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်အဓိက linking words တွေပေါ့နော်အဲ့ဒါကြီးအမှတ်ရဖြစ်တော့ကြောင့်မို့ linking words တွေဆိုလို့ရှိရင်လည်းသူများတွေဘယ်လိုသုံးလဲဆိုတာကို like ဖတ်ပြီးတော့မှတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ listening ကတော့ဒီ skill လေးခုထဲမှာအမှတ်များရဖို့အလွယ်ဆုံး skill ပေါ့နော်လေ့ကျင့်တလောက်အမှတ်တက်တာအရန်မြန်နေဆိုတော့ကိုကတခြား skill တွေမှာအားနည်းနေတော့မှ listening နဲ့ဆွဲတင်လို့ရတယ်ပေါ့နော် sample test တွေမှာ listening audio တွေများဖွင့်
မျိုးရောလိုက်ပြီးလေ့ကျင့်ပေါ့နော်ပြီးတော့မှကိုယ့်ရဲ့အမှားတွေကိုပြန်တိုက်ပေါ့နော်ကိုယ်ဘယ်နားမှာမားနေလဲဘယ်လိုနေရာတွေဆိုမားတတ်တယ်လဲဆိုတာကိုသိချလေးမှတ်ပေါ့နော်မှတ်ပြီးသွားလို့ရှိရင်နောက်တစ်ခေါက်ဖြေလို့ရှိရင်အဲ့ဒါကိုသတိထားပြီးဖြေပေါ့နော်ပြီးသွားရင် reading ကကြတော့သူကမိနစ်60အတွင်းမှာစာပိုက်3ခုကိုဖတ်ပြီးတော့မှ false not given multiple choice နောက်တစ်ခုကကြတော့ဒီ sentence completion တို့ heading matching လောက်တာတော့အဲ့လို question တွေဖြေရတယ်ပေါ့နော်စာပိုက်3ခုမှာဆက်စချင်းစာပိုက်တစ်ကကြတော့အလွယ်ဆုံးပေါ့နော်အလွယ်ဆုံးကနေပြီးတဖြည်းဖြည်းခတ်သွားတယ်လွယ်ရကနေခတ်သွားဖြစ်တဲ့အတွက်ကြောင့်မလို့time management အရေးကြီးရဲ့ပြီးတော့ကြောင့်မလို့ရှေ့မှာလွယ်တဲ့စာပိုက်တွေဆိုလို့ရှိရင်10မိနစ်12မိနစ်လောက်နဲ့ပြအောင်ဖြည့်ပြီးတော့မှကျန်တဲ့နောက်အပုတ်တွေကိုမြန်ကူးတာကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်အရေးကြီးတာကိုမသိတဲ့ question ကိုအဖြေရှာလို့မရတဲ့ဟာပါတယ်ဆိုလို့ရှိရင်ခဏချန်နာခဲ့ပြီးတော့ next question ကိုကူးပေါ့နော်အဲ့ဒါကပို့ပြီးတော့အချိန် save ဖြစ်စေတယ် reading မှာ tricks တစ်ခုကtrue false not given multiple choice sentence completion လို့လိုမျိုးမိကုန်းနေရကြတော့ paragraph အစင်လိုက်လာတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီ heading matching လုပ်ရတယ်ဒီ paragraph တွေကစာပိုင်းနဲ့ information match လုပ်ရတယ်အဲ့လိုမျိုးမိကုန်းနေဆိုလို့ရှိရင်တော့အစင်လိုက်မလာတတ်ပါဘူးအဲ့ဒါလေးသိထားရင်ကိုယ့်အတွက်အဆင်ပြေရပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ speaking test ပေါ့နော် speaking ကကြတော့ task 3ခုဖြေရတယ်နံပါတ်1ကကြတော့ဒီ introduction ပေါ့နော် examiner နဲ့သူကနှုတ်ဆက်မယ်နောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီအိမ်အကြောင်းကိုယ့်ရဲ့အလုပ်ကြောင်း hobby အကြောင်း hometown အကြောင်းဒီတိုင်း intro သဘောမျိုးအပြန်အလှန်သူကမေးမယ်ပေါ့နော်ကိုက short answer လေးတွေပေးရတယ်ပေါ့နော်အဲ့ဒါကြတော့ task 1မှာသူကတော့4-5မိနစ်လောက်ကြာတယ်ပြီးလို့ရှိရင် task 2ကကြတော့ monologue ပေါ့နော် monologue ကကြတော့ဒီ topic တစ်ခုအတွက်ကို cue card လေးပေးမယ်ပေါ့နော်အဲ့ဒီအတွက်ကို note လုပ်ဖို့အတွက်ကိုအချိန်1မိနစ်ပေးပါတယ်စကားပြောဖို့အတွက်ကအချိန်2မိနစ်ရပါတယ် monologue ပြောတဲ့အချိန်မှာသိထားတဲ့တစ်ခုကကြတော့သူပေးတဲ့ cue card ထဲမှာပါတဲ့အချက်လေးတွေကိုအတက်နိုင်ဆုံး cover ဖြစ်အောင်ပြောပေါ့နော်အဲ့ဒါကိုအတွက်အမှတ်ရဖို့ကိုအထောက်အကူဖြစ်ပါတယ်ဒီ task 3ကကြတော့ရှေ့မှာ task 2မှာပြောသွားတဲ့အကြောင်းအရာကိုပဲဒီ examiner ကပို့ပြီးတော့ complex ဖြစ်တဲ့ပို့ပြီးကျယ်ပြန့်တဲ့မိကိုနေမိတာပေါ့နော် task 2နဲ့ task 3ကတော့ဆက်နေတာပေါ့ speaking ဖြေတဲ့အချိန်မှာgrammar မှန်တယ် pronunciation မှန်တယ်ပြီးလို့ရှိရင်ဒီ linking words တွေနဲ့ vocab တွေကိုအထိုက်လျောက်ပေါ့နော်သင်ရအောင်သုံးတတ်တယ်နောက်ပြီးလို့ရှိရင်သူမိတဲ့မိခွန်းတွေကိုကိုကlogic ကြပေါ့နော်ကိုယ့်ရဲ့ idea ကိုရှင်းရှင်းလင်းလင်းနဲ့ပြောတတ်တယ်ဆိုရင်ပဲအမှတ်ရဖို့အတွက်ပေါ့နော်အထောက်အကူအများကြီးဖြစ်ပါတယ်အဲ့တော့ recap ပြန်လုပ်ပေးရမယ်ဆိုလို့ရှိရင် IELTS ဖြေမယ်လို့စဉ်းစားတာ ਨੇ အရင်ဆုံးကိုက academic ဖြေဖို့လိုတာလား general training ဖြေဖို့လိုတာလားဆိုတာကိုရွေးချယ်ပါပြီးသွားရင်ကိုယ့်ရဲ့ English level ကိုစစ်ပြီးသွားရင်ကိုလိုတဲ့ skill အတွက်ကို training တက်မှာလားဒါမှမဟုတ်ရှင်ကိုယ့်ဟာကို self study ပဲလုပ်မှာလားဆိုတာကိုစုံဖြတ်ပါပြီးသွားလို့ရှိရင်မဖြစ်မနေ exam date ကိုဆက်လုပ်ဖို့အရေးကြီးပါတယ် target ရှိမှသာလျှင်ကိုလေ့ကျင့်တာရှေ့ကိုရောက်နိုင်မယ်ပေါ့နော်ပြီးသွားရင်နောက်ထပ်အရေးကြီးတာကကြတော့ဒီ real test condition တိုင်းလေ့ကျင့်မှာဥပမာဘယ် skill ကိုပဲလေ့ကျင့်သူသတ်မှတ်ထားတဲ့ဖြေရမယ့်အချိန်မိနစ်60ဆိုမိနစ်60အတိုင်းမှာပေးပြီးတော့တကယ်ဒီ exam question real exam question တွေနဲ့လေ့ကျင့်ပေါ့နော်ဒီ Cambridge ကထုတ်တဲ့ IELTS preparation စာအုပ်အတွဲတွေနဲ့လေ့ကျင့်တာကတော့ပုံစံအဝင်ဆုံးပဲပေါ့နော်ကိုတော့ကလည်းအဲ့ဒီအတွဲလိုက်ကိုပဲတောက်လျှောက်လေ့ကျင့်ခဲ့တယ်တခြားစာအုပ်တွေမကြည့်ဘူးပေါ့နော်ပြီးသွားရင်ကိုယ့်ရဲ့အမှားတွေကနေတစင်းပြန်ပြီးတော့လေ့ကျင့်မှာကိုပါမှားလဲဆိုတော့ note လုပ်ပြီးတော့ပြန်လေ့ကျင့်ပေါ့နော်ကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲတခုခုကြိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတတာ choose